呀，谁都不来就没标了没啊，那边怎么说？我没那个不对的，我非洲抓赔款嘛喽，没不了弄喽，没不了单位有嘛喽，没标了，对吧？没那对他的路，不对他路的嘛，对吗？哎，阿拉呀，对面那个巴山的呀，多的呢，没标起比楼他的，没不了些嘛的，我们旁边没有地的喽，对吗？鸡，开了嘛，阿老嘛，不对啦。哎，没那对啊，对的，我记好嘛的啦。哎，没标了，那边嘛没来我说，我妈一妈没有来了没喏？哎，没乱别，对呀，没乱别对呀对呀，没标了，那边嘛没来我说，阿不老没老些么了，没给啥。马鸡对嘛的马鸡，没鸡的猪皮老大了马鸡，马对了，专的猪没鸡在比猪大对呀。会来我们来呀，会来我们来呀，马对了。耶，ကိုစီတူပရက်ကျုပ်ကပါလို့လိုက်လဲတော့မသိဘူးမနေ့ကကျွန်တော်လိုက်လွှင့်တာပေါ့နော်ကျွန်တော်လာမေးတဲ့လူတွေပုံကြီးပဲအများကြီးပဲအခုကိုစီတူပရက်ကျုပ်အကြောင်းသိပြီးပြီလားသူကအဲ့ဒီဗာလဲ passport လာလုပ်တဲ့သူတွေရဲ့ပတ်စံကိုယူပြီးတော့ထွက်ပြေးသွားပြီတဲ့သူတထေးလဲလိုက်လွှင့်နေတဲ့ငါးတန်းကုမ္ပဏီတထေးပဲလဲပေါ့နော်သူပြောနေသူများတွေလာပြောကြတာကျွန်တော်လဲမတီးလို့ပေါ့နော်ကျွန်တော်လဲကိုစီတူပရက်ကျုပ်ကိုလိုက်ဆက်ကြည့်တယ်ဖုန်းနံပါတ်တွေရောနောက်ပြီးတော့ Facebook တွေရောပါရောဆက်ကြည့်တယ်ဆက်လို့မရအောင်နောက်ပြီးတော့ကျွန်တော်စိတ်ထဲမှာပေါ့နော်အေးသူတကယ်ပဲလိမ်ပြေးသွားလားကွာလို့ဒါပေမဲ့သူတထေးကလိုက်လွင့်ပြီးစကားပြောရဲဆိုတော့တေချာတလောက်ဖြစ်သွားရပေါ့နော်ပထမဦးဆိုတာသူအရင်တော့သူစကားပြောဖို့ရလေပါလေသူကိုယ်တိုင်ကတရုပ်ဆောင်သူမျက်နှာနဲ့လဲပြီးတော့အလုံးလုံးနေရတယ်ပေါ့နော်ကျွန်တော်တကယ်ချင်းတို့မှာချင်တာကအဆယ်လီတို့ဘာတို့တွေကိုမယုံနဲ့ပေါ့နော်ကျွန်တော်ကိုလည်းမယုံနဲ့ဘာဖြစ်လို့လဲဆိုတော့follower များတဲ့သူဆယ်လီမပြောနဲ့ follower များတဲ့သူတွေကိုလိုက်ပြီးတော့မယုံနဲ့ကျွန်တော်ကိုလည်းမယုံနဲ့ဘာဖြစ်လဲဆိုတော့တကယ်လို့ passport တွေပါလေလှုပ်ချင်တယ်ဆိုရင်ယုံအထီးကိုယ်တိုင်သွားပေးတာပဲဖြစ်ဖြစ်ကိုအရန်ရင်းနေပြီးတော့သူဘက်မှာနေတာလဲသူတို့အိမ်ဘက်မှာနေလဲဆိုတာတီးတဲ့လူတွေကိုပဲလိုက်လုပ်ပေးခိုင်းပေါ့နော်အဲ့ဒါမှသူတို့ကလိန်လို့မရတော့အဲ့ဒါကြောင့်မို့နော်ထိုင်းမှာဗာလဲဆယ်လီတွေကပွဲစားတွေဝဲစားတွေအများကြီးပဲအဲ့ဒါကြောင့်မို့လူတယောက်ကိုယုံတော့မယ်ဆိုရင်ကောင်းကောင်းကြည့်ပြီးတော့ယုံကြပါကိုစီတူပလက်ကျွတ်လဲသူပြန်ထွက်လာမလားဆိုတာစောင့်ကြည့်ပေါ့နော်ပတ်ခွန်းနဲ့တိန်လားပါလားမသိဘူးလိန်ပြီးသွားတာတဲ့နော်သူများတွေပြောနေကြတယ်ဟေ့အောင်ငါးတန်းကုမ္ပဏီပိုင်ရှင်ဆိုတဲ့ကိုဝင်းမင်းတို့ငါလှုပ်ကြွေးခဲ့တယ်တန်ပေါင်းတန်း20ကျော်နေမအိမ်ညမအိမ်အဲ့ဒါထားလိုက်တော့ဒီလက်ရှိငါရှာခဲ့တဲ့1400လူပေါင်း1414သိန်းမင်းငါ့ကိုရှင်းပေးမင်းကတော်တော်မိုက်ဆိုင်တဲ့ကောင်တိလားဟေ့အောင်ဟမ်မင်းတို့လှုပ်ကြွေးခဲ့တာလှုပ်ပေးလိုက်ရတာငါနာမည်အတုံးချပြီးတော့မင်းကလိုအပ်တဲ့ဟာတွေငါဂိမ်းစော်တယ်မှန်တယ်ငါလောင်းစားသမားဒါပေမဲ့ငါလှုပ်ပြီးသွားတယ်3,000ကျော်အဲ့ဒါတော့မင်းစိုက်မပေးဘူးနော်ဟေ့အောင်မင်းတော်ရုံမာတဲ့ကောင်အဲ့တော့မင်းငါ့ကို14သိန်းပေးနော်မင်းပြီးတော့ငါလူ364ယောက်မနော်စင်းစရာရှိနေနော်ဗီဒီယိုလည်းရိုက်ထားတယ်ပြီးတော့တက်သေးတွေလည်းရှိတယ်နော်မင်းကိုယ်စားလည်းတက်သေးတွေလည်းရှိတယ်နော်အဲ့တော့မင်းပြီးဆုံးအောင်လုပ်ပြီးတော့ငါလူတွေကိုပြီးတော့နောက်တစ်ချက်ကဟဲ့လားနေလေတိုးတဲ့လူတွေတက်တန်းတိုးတဲ့လူတွေဟဲ့လားငါ့ကိုယုံကြည်လို့လာတဲ့လူတွေမင်းတို့ပတ်စံယူပြီးပြန်မပေးဘူးအဲ့ဒါတွေလည်းမင်းတို့ပြန်ပေးဖို့လုပ်နော်ကို14သိန်းမင်းခေါ်တဲ့တောင်ငါမလာဘူးမင်းတို့မိသားစုအရန်မိုက်ဆိုင်တောင်ဟုတ်လားရှမ်းအားကိုးနဲ့ရှမ်းမာရီအားကိုးနဲ့မင်းမိုက်ဆိုင်တဲ့ကောင်မြန်မာအချင်းချင်းရခိုင်ချင်းချင်းလို့မတော့အဲ့တော့မင်းကျန်ငယ်ကိုပတ်စံပေးလိုက်အဲ့ဒီမှာငါလာရှင်းမယ်တက်လာဟေ့အောင်မင်းအများကြီးပြောစားတွေရှိသေးတယ်နော်အများကြီးထက်လာမယ်မှန်တယ်ငါအဲ့ဒါလွယ်သုံးစားလုပ်မိတယ်ငါအလောင်းစားသမားဖြစ်လို့ငါပတ်စံတွေရောက်လာတော့ငါစိတ်မတင်းတော့လုပ်မိတာတဲ့မင်းကြောင့်မေလို့မင်းငါ့ကိုဘော်တော်50လေးထုတ်မပေးဘူးအကုန်လုံး26ရက်ကြော်ထီကိုမပေးဘူးအဲ့တော့ငါဟိုဘက်ကိုသွားလုပ်တဲ့အချိန်မှာအပြင်ကိုသွားလို့ရမင်းငါ့ကိုဒေါသဖြစ်တယ်ဟလားပြန်ခေါ်တယ်သူတိတ်ကချလို့ရဲ့လုံးမတော့ကိုယ့်အကူတော့နိုင်အောင်မလုပ်ဘူးကိုယ်စလဲတွေရောဟိုဟာတွေရောအကုန်လုံးအများကြီးပဲမင်းကိုတက်ချင်နေတဲ့လူတွေတော့ဟဲ့အောင်ပြောမထွက်သေးဘူးငါဒါမှမထက်လာအောင်မမင်းအဲ့တော့ငါ့ကိုမင်းငါလောက်အားက14သိန်း1000စီကောက်ထားတဲ့14သိန်းမင်းပေးမယ်လို့ပြောတယ်နော်ကိုစီသူ2000ကောင်းမလား1000ကောင်းမလားဟာလား2000ကောင်းပါဗောကျွန်တော်ကိုစောကြီးမှာ2000ကောင်းခဲ့တာကျွန်တော်ရတာမလုံးနဲ့1000မဲ့ကောက်ဟာလားကိုစီသူယူနော်မင်းရောပါဇက်ပြောမနှမ်းပြောတာမင်းမှန်တယ်မင်းရောလေဒီကဲကိုချိုးတာပဲစကားနှုတ်က